ရှင်းရတဲ့သူမယုံသင်္ကာဖြစ်တာလောက်ပင်ပန်းတာမရှိပါဘူးဗျဖုံးတန်ကြားရင်ပဲထိတ်လန့်နေရတာသူအပြင်သွားရင်ဘယ်သွားလဲဘသူနဲ့ဆိုပြီးတော့အမြင်စိတ်ပူပန်နေရတာတွေကကြာလာရင်တဏှာစိတ်လွန်ခဲ့တဲ့ယောဂတစ်ခုဖြစ်လာနိုင်ပါတယ်တဏှာဆိုတာအိမ်တော်ကြီးတစ်ခုကိုအတန်တိတ်တပြေးပြေးတက်ဖြတ်နေတဲ့အစိတ်တော့ပါပဲဒီစိတ်ကိုအချိန်မီမထိန်ချုပ်နိုင်လို့ရှိရင်ကိုယ်တိုင်ကလည်းစိတ်ဆင်းရဲရတယ်လို့ကိုလွတ်တဲ့ဘောကလည်းအဝေးကိုတွန်းပို့လိုက်တယ်လို့ဖြစ်သွားတတ်ပါတယ်တဏှာစိတ်မလွန်ခဲ့အောင်ဆိုလို့ရှိရင်ဒီအချက်၃ချက်ကိုလိုက်နာသင့်ပါတယ်ဗျနံပါတ်၁ကတော့အတွေးနဲ့အမှန်တရားကိုခွဲခြားပါကိုကောင်းထဲမှာထင်နေတဲ့ຢာကတကယ်လက်တွေ့မှာဖြစ်ပျက်နေတာဟုတ်မဟုတ်တေချာအောင်စစ်ဆေးပါဥပမာသူဖုံးမကင်တာဟာဖောက်ပြန်နေတာမဟုတ်ပါဘူးအလုံးရှုံနေတာဖြစ်နိုင်ပါတယ်ဗျနံပါတ်2ချက်ကတော့ပွင့်လင်းစွာဆက်သွယ်ပြောဆိုပါကိုယ်စိတ်ထဲမှာစိုးရိမ်နေတဲ့အရာတွေကိုဆွဆွဲတဲ့လေသံနဲ့မဟုတ်ဘဲနဲ့ကိုယ်ခံစားချက်ကိုမျှဝေတဲ့အနေနဲ့ဆွေးနွေးပါဗျနင်ဘာလုပ်နေရလဲလို့မေးနေမယ်စားမောင်ဖုံးမကင်တော့အမစိတ်ပူသွားတယ်ချစ်ဖုံးမကင်တော့ကိုယ်စိတ်ပူသွားတယ်ဆိုပြီးတော့ဒီလိုမျိုးချိုးသားတဲ့စကားလုံးလေးတွေနဲ့ပြောကြည့်ပါဗျနံပါတ်3ချက်ကတော့ကိုယုံကြည်မှုတည်ဆောက်ရပါမယ်တဏှာအများစုကကိုမလုံခြုံမှုကနေပြီးတော့မြပြားခံပါတယ်ဗျကိုတန်မို့ကိုသိပြီးတော့ယုံကြည်မှုရှိရလူကလည်းသူတစ်ပါးကိုတဏှာစိတ်ဖြစ်တာနေပါလာပါလိမ့်မယ်မိတ်ဆွေတို့အနေနဲ့ဒီချက်တွေကိုသိပြီးမှလက်တွေ့မှာလိုက်လို့ဖို့ခက်ခဲနေပြီလားတဏှာစိတ်တွေကြောင့်အိမ်တော်ရေးတွေကအေးဆက်တင်းမာနေပြီလားတယောက်တည်းကြိတ်မိတ်ပြီးတော့ရုန်းကန်နေရပြီလားယုံကြည်မှုပြန်လည်တည်ဆောက်ဖို့နဲ့တဏှာစိတ်ကိုကုစားဖို့အတွက်ကျွန်တော်စီမှာ1-1ကိုချစ်ယူပြီးတော့အကြံဉာဏ်ဆွေးနွေးရယူနိုင်ပါတယ်ဗျ